ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလေးမြို့မှာလွှတ်တော်ကိုယ်စားလှယ်များနဲ့တပ်သက်သူအလက်စားခွင့်ပြုမိရာကုမ္ပဏီများနဲ့တွေ့ဆုံပွဲခန်းနာကိုဒီနေ့နေ့လယ်ပိုင်းကဝန်ကောင်းရက်ွက်ရှိအမှတ်နဲ့တပ်ထုတွင်လုပ်ငန်းတာဝန်ခံရရှိရုံစည်းဝေးခန်းမှာကျင်းပပါတယ်။ပထမဆုံးတပ်သက်သူအလက်စားခွင့်ပြုမိရာကုမ္ပဏီရဲ့အုပ်ချုပ်မှုဒရိုက်တာများကလွှတ်တော်ကိုယ်စားလှယ်များကိုတဦးချင်းမိတ်ဆက်ပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ငြိမ်းအောင်နဲ့ပြည်내လွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်အွန်ခန့်တို့ကအဖွင့်အမှာစကားအသီးသီးပြောကြားပါတယ်။အဲဒီနောက်အမှတ်နဲ့တပ်ထုတွင်လုပ်ငန်းတာဝန်ခံရရှိရုံရှမ်းပြည်နယ်ရှေ့ပိုင်းလက်ထောက်အထွေထွေမန်နေဂျာတာဝန်ခံအရာရှိကဖွဲ့စည်းပုံနဲ့တာဝန်ချထားမှုဒါစီလိမ့်မြို့နယ်အတွင်းရှိတပ်ထုရွှေတပ်ထုအလက်စားခွင့်ပြုမိရာကုမ္ပဏီနဲ့လောက်ကွက်များရဲ့ဘဏ္ဍာနှင့်လိုက်ရထားချက်အမှန်ထုတ်လုပ်မှုနဲ့အောင်မြင်မှုရာခိုင်နှုန်းအခြေအနေများဒေသခွင့်မျိုးတိုးတက်ရေးရန်ပုံငွေထည့်သွင်းထားရှိမှုထုတ်ယူသုံးစွဲမှုမိုးရွာသွန်းမှုများကြောင့်ရေကြီးရေရှမ်းမှုဖြစ်ပွားခဲ့တဲ့တဲနှုံးနဲ့အမှိုက်များကိုအမှန်နဲ့တပ်ထုတွင်လုပ်ငန်းနဲ့ကုမ္ပဏီများပူးပေါင်းကကုညီဖယ်ရှားဆောင်ရွက်ခဲ့မှုအခြေအနေမြို့နယ်အတွင်းရှိမြင်းချောင်းများနဲ့လောက်ကွက်များမှာရေနမူနာကောက်ယူစစ်ဆေးခဲ့တဲ့အခြေအနေများလောက်ကွက်များမှာနှစ်လိုက်အပင်စိုက်ပျိုးမှုအခြေအနေစတဲ့လုပ်ငန်းဆောင်ရွက်မှုများနဲ့ပတ်သက်ပြီးပါဝါပွိုင်းနဲ့ရှင်းလင်းတင်ပြကတရောက်လာကြတဲ့ကုမ္ပဏီများမှာလုပ်ငန်းအလိုက်ဆွေးနွေးတင်ပြကြပါတယ်အဆိုပါတွေ့ဆုံပွဲကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ငြိမ်းအောင်ပြည်내လွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်အွန်ခန့်မြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်စွာမျိုးအမှတ်နဲ့တပ်ထုတွင်လုပ်ငန်းတာဝန်ခံအရာရှိရုံရှမ်းပြည်နယ်အရှေ့ပိုင်းလက်ထောက်အထွေထွေမန်နေဂျာတာဝန်ခံအရာရှိနဲ့တာဝန်ရှိသူများတပ်သက်ထုအလက်စားခွင့်ပြုမိရာကုမ္ပဏီရဲ့အုပ်ချုပ်မှုဒရိုက်တာများတက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါရရှင်